အန်တာတိကတိုက်အောက်မှာဘာတွေပုံကွေနေပါသလဲအထူးနှစ်ချက်လေးမိုင်ခန့်ရှိတဲ့ရေခဲပြင်ကြီးအောက်မှာကြီးမားတဲ့လျှော့ဖွက်ရေကန်ကြီးတစ်ခုကိုသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီရေကန်ကြီးဟာပြင်ပကဘာနဲ့အဆက်အသွယ်ပြတ်တောက်နေခဲ့တာနှစ်ပေါင်း15သန်းတောင်ရှိနေပါပြီအဲ့ဒီအောက်မှာသူတို့တွေ့ရှိခဲ့တဲ့အရာတွေကသိပ္ပံရုပ်ရှင် sci-fi တွေထဲကအတိုင်းပါပဲပထမတော့အန်တာတိကတိုက်ဟာသက်ရှိတွေလုံးဝမရှိနိုင်ဘူးလို့ထင်ရပါတယ်သစ်ပင်တွေမရှိသတိဆန်တွေမရှိပဲအစုံမရှိတဲ့အဖြူရောင်ရေခဲပြင်ကြီးပဲရှိတာပါဒါပေမဲ့ရေခဲပြင်အောက်အတော်နဲ့တဲ့နေရာမှာတော့လျှို့ဝှက်ကဘာတစ်ခုလုံးရှိနေကြောင်းရီဒါဖက်ရှုချက်တွေအရသိရပါတယ်တောင်ပန်းတွေမြစ်တွေမီးဖိုတောင်တွေနဲ့ရေလွှာအောက်မှာပိတ်မိနေတဲ့ရာပေါင်းများစွာတဲ့မြေရောက်ရေခမ်းတွေရှိနေပါတယ်အကြီးယုံထီတဲ့ Vostok ရေခမ်းကြီးဟာရေမခဲပဲအရေးအထိရှိနေပါတယ်ဘာကြောင့်လဲဆိုတော့အပေါ်ကရေခဲပြင်ကြီးကကြီးမားတဲ့အဖူထိန်းဆောင်ကြီးလို့လှုပ်ဆောင်ပေးလို့ပါပဲအလွန်ပြင်းထန်တဲ့ဖိအားကလည်းရေရဲ့အေးခဲမက်ကိုလျော့ချစေတာကြောင့်လုံးဝမောင်တိုက်နေတဲ့အခြေအနေမှာတော့ရေတွေကအရေးအထိဆက်ရှိနေနိုင်တာချက်ပါတယ်သိပ္ပံပညာရှင်တွေကဒီရေကန်တွေစီရောက်အောင်တူးဖော်နိုင်ကြတာခါနေရောင်ကြီးမရပဲရှင်သန်နေတဲ့တက်ရှိအနုဇေဝပိုးမွှားကြီးတွေနဲ့ထူးဆန်းတဲ့ virus အသစ်တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ပိုပြီးအံ့ဩစရာကောင်းတာကဘာလဲသိလားဒီရေကန်တွေကိုစူးစမ်းလေ့လာရမှာသုံးတဲ့နီးပညာဟာ NASA ကရေခဲဖုံးလွှာနေတဲ့ဂျီယွန်းလက်တွေမှာအသုံးပြုမယ်ဆိုတဲ့နီးပညာနဲ့နီးပါးတူနေတာပဲဖြစ်ပါတယ်